guys, this is Lina. Alam glada Lina pare Lina di khao ko no. Di Naruto ka ya khao se li ma mye twi ya de lo phat thau li obi li ko nya khong pya lai pare apaw ma a mya ya di ma so lo chin yin Naruto ma di tower a mya shi Flushing Tower, I Heart Pit Tower, di ma so lo chin Melon Pen Tower, Gummy Tower, Bong Tower လို့ရှိပါတယ်။ဒါပေမဲ့လီနာကဒီ OB လေးကိုတော်တော်လေးကိုခုံညင်နေဖြစ်တဲ့အတွက်ကြောင့်မို့လီနာဒါလေးကိုအရင်ဆော့ပြန်လိုက်ပါတယ်။အဲ့တော့ခုံပြီးတော့စပြီးတော့နမျိုးကြပြန်ပြီးတော့ခုံပါ။ဒီခါဒီနားမှာလွဲချော်လေးတော့နည်းနည်းရှိရအောင်နော်။ဘာလို့လဲဆိုတော့လီနာဒီနေ့မသိမကောင်းလို့ပါပြီးတော့လီနာလက်ကနည်းနည်းလေးလှုပ်ရှားအဲ့လိုမျိုးလက်ပြတုံနေရပေါ့နော်မထောက်ရသေးလို့လားမသိဘူးပါโอเคလီနာဒါပေမဲ့ခဏပြချလေးလီနာတက်နေလို့ဆုံးမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တို့က trick တစ်ခုသုံးထားတယ်ဒီဘေးနားမှာအဲ့အတုံးလေးကိုတိတ်မြင်အောင်ဆိုတော့မှိန်ထားရပေါ့နော်အဲ့တော့တော်တော်များများတော့မြင်ကြပါလေနားခေါင်းပြီးပါနော်ရှိโอเคနားမလေးကန်အောင်နားဒါပြစ်လေးရတော့မယ်တိုင်းလုံးတော့သွားလို့ဘာမှတော့မပြောလီနာတိုင်းလုံးတော့သွားရင်လည်းပြောရတယ်အဲ့လိုမျိုးဆိုရင်တော့အရင်နှမျောတယ်ဗလားအရင်ခုံထပြီးတော့အဲ့လိုဖုန်းနေခွဲချင်တဲ့စိတ်တောင်းလီနာတောက်ထားရပေါ့နော်အဲ့လိုမျိုးဆိုအရင်ခိန်းဆောင်လီနာအရင်လောင်တတ်ပါတယ်လီနာရဲ့ဒီဗီဒီယိုက12မိနစ်ကျော်လောက်ပြီပဲညာတို့ဒီ channel အတွက်ကြောင့်မလို့လီနာတဖြည်းဖြည်းနဲ့ပို့ပြီးမြင်အောင်လို့လီနာစောပေးမှာပါအဲ့ဒါမြင်သွားနေလို့လီနာအောက်ကိုခဏပြကြတာပေါ့နော်โอเคโอเคလီနာကိုအရင်တစ်ခါအောက်လိုမျိုးကိုအမြင့်မျိုးပါဝါမလားဆိုတော့အဲ့လိုမျိုးခဏလို့နော်ဒီမှာလီနာပြောတဲ့ဟာလေးတွေရာမန်ကလည်းအဲ့နောက်ဆိုကားတွေကဒီရာမန်တွေထဲမှာအမြဲတွေ့ရတဲ့ဖတ်ထုတ်လေးပေါ့နော်နောက်ဒီကအခေါ်ဆိုအကင်လေးပေါ့အကင်လေးကပြုတ်ပြီးတော့ဒီခေါက်ဆဲထဲမှာထည့်ထားတာပေါ့နော်ဒါလေးရန်လွယ်အမေရိကန်မှာနားအဲ့လိုမျိုးတက်ကြတယ်လို့ဆိုရင်ဘာစကားရမှလည်းမတည်ထွက်လာတယ်ပေါ့နော်သွားပါပြီကုန်ပါပြီငါဖုန်းရိုက်ခွဲချင်လာပြီတော့တကယ်တချို့ဟာလည်းဆိုရင်ဒီလိုမျိုးပြီးနေအတုံးမပါဘူးနော်သူ့ဟာသူဒီတိုင်းလေးပဲနှမ်းစာပြီးခုံသွားတာပေါ့နော်အားလုံးပဲပြန်ကောက်တစ်ခုရှိပါတယ်ဆောက်လာပိုင်းဒီအကြောင်းပြန်ဖွင့်ရဖြစ်ပါတယ်အဲ့တော့စာကြည့်ကြရအောင်ဒီနားလေးဆောက်လာပိုင်းပြန်ကြလို့ရှိရင်လည်းဒီနားလေးကြောင်းတက်ရမှာဖြစ်တဲ့ကြောင့်မို့ဒီနားဒီဗီဒီယိုလေးလုပ်ပေးမှာတော့နည်းနည်းလေးစိတ်ကျဲသွားမယ်ပေါ့နော်ဒါနဲ့လီနာရဲ့ဒီ quality မရှိဘဲနဲ့အကျော်တန်းဆော့တဲ့ဒီကိန်းလေးကိုဝိုင်းပြီးထားကြလို့ကျေးဇူးတင်ပါတယ်ဆောင်းလာလီနာထုတ်တာဟုတ်ပါဆောင်းလာလီနာထုတ်ကြတဲ့နေရာမှာဟုတ်ပါဒါလေးကိုခုံပါမယ်ရလိုက်ပါဒီတစ်ခါပဲเย้ရပြီအခုနောက်ဆက်ပြီးခုံတယ်နမလေးကငေါ့ခုံနေခင်ဗျာရပါအမလေးကငေါ့โอเค
အိုးဒါလေးအရင်လာတယ်လီနာဒါလေးအရင်တဘောကြာကဲဒါလေးတက်သွားလို့ရှိရင်ဒါလေးနဲ့ဆက်တော့ခေါ်ရတယ်နော်โอเคခဏဆောင်ပါတဲ့ဟုတ်ကဲ့အိုးကန်တော့โอเคလီနာဆက်သွားမယ်စောနာကအမလီကန်စောနာကလီနာဒီအိမ်တွင်းမိချခွင့်ရတဲ့အတွက်ကြောင့်မို့လို့ညီမနဲ့အဲ့လိုရက်သွားရဲဖြစ်ပါတယ်ရှိယေဖြတ်လန်းပေါ့နော်ဒီမှာဒီလိုမျိုးချိန်ကြီးဖြတ်လန်းရနေရသွားပါပြီโอเคဒီမှာဒီကိန်းတော့စားရအဲ့အောက်ကအနုမျိုးလေးထွားနေတဲ့ချယ်လေးပေါ့နော်ရမ်းလိုက်ရွှေတို့ဒီလေရော်ရဲခုံနေဝီရောက်ပြီအမေရိကန်ကလေးမထိုင်ရပါရဲ့ဟောဒီမှာချယ်လေးပြအဲ့ဒီအတိုင်းပဲသွားနေဝါလိုင်းမကောင်းဘူးကြလားလီနာခုဆိုလို့ရှိရင်6မိနစ်ကျော်လောက်ထိရောက်လာပြီနော်လီနာပုံကြည့်လိုက်တဲ့ချိန်မှာအများကြီးကြာမှသေးတယ်အဲ့တော့ဒီကတော့တစ်ခါနဲ့လည်းပြီးသွားနိုင်မယ်ပေါ့နော်ဒီလိုပြီးသွားလို့ရှိရင်လည်းလီနာနောက်ထပ်တစ်ပိုင်းပေါ့နော်လီနာပြန်ပြီးတော့တင်ပြမှဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like တကယ်လို့လီနာရဲ့ဗီဒီယိုလေးတွေကိုချရဆိုလို့ရှိရင် like လေးပေးပြီးပေါင်းရအဖြစ်ပေးလို့ရပါတယ် like လေးပေး subscribe လေးနဲ့ပြီးတော့ဗာလေးအသစ်တင်လို့ပြရဖို့ခေါင်းလုံးလေးကိုလည်းနှိပ်ပြီးထားဖို့မမေ့ပါနဲ့နော်အိုးအလေးရအောင်မရှိရလို့ခံစားဒါပေမဲ့ဘာမှမရှိပါဘူးအဲ့ဒါဝင်ဝိုင်းချွေးကနေအောက်ကိုပြန်ပြချအောင်လာဖြစ်ပါတယ်အမလေးကန်ကောင်းလို့ဖေဖေဖေအေးကန်ကောင်းလို့ကန်ကောင်းလို့အစိုးလေးမှာကြည့်ပါဦးโอเคလီနာနောက်တစ်ချက်ရရပါတယ်လီနာသွားကြမယ်โอเค1 2 3 4 5โอเคလီနာဒီခရီးလမ်းတော့ခရီးလမ်းတော့ကြည့်လိုက်တာအပေါ်မှာဘာမှမရှိတော့အိုးမာလီနာပန်းလာရောမြင်နေရပြီပေါ့နော်အဲ့ဆိုလီနာထင်တာတော့တိတ်မရှိဘူးပဲလီနာမြင်တာလည်းပါတယ်ပေါ့နော်လီနာဒီမြန်လေးဗီဒီယိုဆက်ဆက်နေတဲ့ကြောင့်လီနာအမြန်ခုန်နေတဲ့အတိုင်းတာလည်းပါတယ်โอเคအဲ့ဆိုလီနာတို့ပြန်သွားရဖြစ်ပါတယ် oh my god ဒါဆိုလို့ရှိရင်လီနာတို့ဒီပေါ့နော်ချားစီးတဲ့နေရာလေးတွေကိုဒီမြင်းလေးတွေနဲ့အလိုချားလေးစီးရတဲ့နေရာလေးတွေကိုဒီနောက်ရရှိပါလိမ့်ပါတယ်ဒီနောက်တစ်ချက်မီပဲဒီတိုင်းဝင်သွားမယ်ပေါ့နော်တိခတ်ရောင်းနေတယ်မရှိလို့ပါโอเคပြီးတော့လီနာတိုက်ကုန်းကောင်ဒီမှာထိုင်ပြီးတော့ဟောပါလေโอเคဒါလေးကဆိုလီနာတို့ဒီပေါ့နော်ဒီလမ်းတော်ပုံစံလေးနဲ့တူနေရပေါ့နော်โอเคကြည့်ကြည့်ပြတဲ့ဆိုလို့ကတော့ကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရတဲ့ကျေးဇူးတင်ပါတယ်ပြီးတော့ဗီဒီယိုလေးတက်နေတယ်ဆိုလို့ရှိရင် like လေးပေးထားပါ subscribe နဲ့ပြီးတော့နောက်ထပ်ပါလေးအစ်စ်ဆက်မလဲပြီးကြလို့ရှိရင်ခေါင်းလုံးလေးကိုနှိပ်ပေးထားပါဆိုတောင်းဆိုချင်ပါတယ်အားလုံးပဲ bye bye ကျေးဇူးတင်ပါတယ်